ကျွန်တော် BBC မှာလုပ်နေတော့တညနေ BBC News Night အစီအစဉ်ကကျွန်တော်မြန်မာဌာနဟိုတက်လာတယ်ပြီးတော့ကင်မရာတွေမိမောင်းနေနဲ့အဲ့ဒီကဘယ်သူလဲဆိုပြီးတော့ကျွန်တော်ကိုလာချိန်တယ်ပြီးတော့ဗာမေးလဲဆိုတော့ဒီနေစာဒေတာတိုင်းရင်းသားရွာတချို့ပေါ့လေတိုင်းရင်းသားဒေသတချို့ကိုစစ်တပ်ကအစိတ်တငွေတွေနဲ့တိုက်ခိုက်နေတယ်အစိတ်တငွေဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်ဆိုတာအဲ့ဒါဘယ်နေရာမှာလဲဘယ်တော့ထိပြင်းထန်တယ်လဲဆိုပြီးတော့ခိုင်တမ်းမိပါတယ်အဲ့ဒီရင်ဟာအဲ့အချိန်မှာပြန့်နှံ့နေတာတော့3ရက်ရှိပြီကျွန်တော်ကအတည်ပြုချက်မရသေးလို့လွှင့်လည်းမလွှင့်သေးဘူးအဲ့တော့ကျွန်တော်ကငါမပြောနိုင်ဘူးငါတို့အတည်ပြုချက်မရသေးဘူးတို့လွှင့်လည်းမလွှင့်သေးဘူးလို့ပြောပဲပြောတော့သူကဘာဆက်မေးလဲဆိုတော့အဲ့တော့မဖြစ်နိုင်ဘူးလို့မင်းကညင်းလို့လားလို့မေးတယ်ထပ်ပြီးတော့အဲ့လည်းဘာမှပြောစရာမရှိဘူးလို့ငါတို့အထောက်အထားမရှိဘာမှမပြောနိုင်ဘူးလို့ပြောလိုက်ပါတယ်သူကသိမကြင်မနှနဲ့ပြန်သွားတယ်နောက် VOA ကိုပြောင်းလာပြီးတော့လဲကြုံရတယ်အဲ့လိုဖြစ်တခါမှအဲ့အင်္ဂလိပ်ပိုင်းအစီအစဉ် VOA အင်္ဂလိပ်ပိုင်းအစီအစဉ်ကပဲမြန်မာအရေးနဲ့ပတ်သက်ပြီးတော့မေးကျင်တာရှိရင်ကျွန်တော်တို့ခေါ်မေးပါတယ်တခါမှဗာမေးလဲဆိုတော့ကျူတင်လည်းပြောမထားဘူးကျွန်တော်ရောက်သွားပြီးရတဲ့ကင်မရာရှင်းမှထိုင်ခလို့နှိပ်ပြီးတော့မင်းတို့တိုင်းပြည်ကလူတွေကရိုဟင်ဂျာဆိုတာကိုဘာကြောင့်လက်မခံကြရလဲဘာကြောင့်မုန်းကြရလဲဆိုပြီးတော့မေးတမ်းပြီးတော့ဒါဘာမှဆိုင်မစင်ဘုံဆဲလို့စမေးလိုက်တော့ကျွန်တော်ကလည်းပြန်ပြောစရာလည်းဘာမှမရှိတော့ကျွန်တော်ရုပ်တရက်ကောင်းထဲမှာထွက်လာတာ because they have never heard that name before သူတို့ကအဲ့ဒီနာမည်ကိုခမမကြားဘူးလို့ပေါ့အရင်ကအဲ့လိုဖြေလိုက်ပါတယ်သူကတော့အဲ့ဒီအကြောင်းအရာကိုဆက်မမေးတော့ဘူးတခြားလူခွင့်ချိုးဖောက်တဲ့ကိစ္စတွေဘာတွေကိုမေးသွားတယ်နောက်နေ့အဲ့ဒါစီဝေးကြတော့ကျွန်တော်အာရှပစိဖိတ်ဌာနမှုအဲ့တော့ဘေလကကျွန်တော်ကိုပြောတယ် very good answer သူကကျွန်တော်အရှိကိုသဘောကျတယ်လို့ပြောပါတယ်နောက်တစ်ခါဘာကြုံရသေးလဲဆိုတော့ဒေါက်တာမာတင်လူသာကင်းအထိမ်းအမှတ်50ပြည့်နှစ်အဲ့အစီအစဉ်တွေလူသာကင်းဂုဏ်ပြုတဲ့အစီအစဉ်လုပ်ဖို့ဆိုပြီးတော့ VOA အင်္ဂလိပ်ဘက်ကတစ်ခါလာပြန်တယ်လာရတဲ့ကင်မရာနဲ့အဲ့ခါတော့နေခင်းကြီးကျွန်တော်ရဲ့ VOA ရုံးရှိမှာမေးတာအဲ့ဒါအပြင်မှာမင်းတို့တိုင်းပြည်မှာလည်းအောင်ဆန်းစုကြည်လုပ်နေတဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးဆိုတာဟာဒေါက်တာလူသာကင်းရဲ့ဒါအရှင်ဝါပေါ်လေသူရဲ့လူဆောင်ခဲ့တဲ့နမူနာပဲမဟုတ်လားဆိုပြီးကျွန်တော်မေးတယ်ကျွန်တော်မဟုတ်ဘူးဒီအကြမ်းမဖက်အာဏာဖီဆန်ရေးဆိုတာဟိုမဟာတမဂန္ဒီလက်ထက်ကလေးကအဲ့ဒီကလွတ်လပ်ရေးကျူပန်နေတဲ့မြန်မာပြည်သူတွေကအကျွမ်းဝင်ပြီးသားကြားဖူးပြီးသားဖြစ်တယ်လို့ကျွန်တော်ဖြေလိုက်တယ်အဲ့သူကကျွန်တော်ဆက်မမေးတော့ဘူးကင်မရာပိတ်ပြီးတော့သူကပြန်လှည့်ဝင်သွားတယ်အဲ့လိုမိကုန်းနေမိခံရကျွန်တော်ဘာပြန်ပြီးသတိရလဲဆိုတော့တစ်ချိန်တော့ငါဟာသူများကိုမိကုန်းမိရင်အဲ့လိုဂျောင်ပိတ်ပြီးတော့ဖြေရခဲ့တဲ့မိကုန်းတွေကိုမိခဲ့မိလို့များဝတ်လဲတာလားဆိုတာကျွန်တော်ပြန်စဉ်းစားမိတဲ့အကြောင်းပြောပြလိုတာပါခင်ဗျာ